တရိษံလေးတွေကိုမျက်စိအောင်မှာလူတွေကအနိုင်ကျင့်ပြီးတော့တတ်ကြဖြတ်ကြစားကြတောက်ကြနေဟောဒီလိုလူတွေအနိုင်ကျင့်ခံရတဲ့တရိษံလေးတွေကိုကြည့်ပြီးတော့ဘဝဆိုတာအမတန်ကြောက်စရာကောင်းပါလားလို့တန်ဝေကဖြစ်ရမယ်တဲ့ဒါကဒုက္ခတစ်ခုနောက်တစ်ခုစဉ်းစားကြည့်လိုက်ပါတို့ဒီဘဝမတိုင်ခင်ကသိလာခဲ့တယ်ဖြစ်လာခဲ့တယ်မွေးလာခဲ့တယ်အိုးလာခဲ့တယ်နားလာခဲ့တယ်သိလာခဲ့သိလာလို့တို့ဒီဘဝရောက်လာကြတယ်အဲ့ဒီဒုက္ခတွေကနည်းသလားလို့ဆိုမနည်းဘူးတဲ့အတိတ်ကိုပြန်ပြီးတော့မျှော်ကြည့်လိုက်လို့ရှင်လဲဒုက္ခတွေများလိုက်တာလို့ဆိုပြီးဘဝပေါ်မှာတွေ့တာမှုလျှော့ချအောင်တွေးရမယ်စဉ်းစားရမယ်ဆင်ញင်သုံးသပ်ရမယ်နောက်တစ်ခုကဘာလဲဆိုရင်အေးတန်တရားကြီးထဲမှာတို့မပြေဆုံးသေးဘူးဆိုရင်ဒီဘဝတည်သွားရင်နောက်တစ်ဘဝလာအောင်ပါပဲနောက်တစ်ဘဝမှာလည်းပဲဒီပုံစံပဲမွေးလာမယ်အိုးမယ်နားမယ်သေခြင်းဖြင့်အဆုံးသတ်မယ်ဟောဒီတိုင်းပဲလာမယ်ဆိုတော့အခုဘဝဒုက္ခရောက်တယ်လို့ပဲနောက်ဘဝလည်းဒုက္ခတွေရောက်အောင်မှာပဲလို့တွေးကြည့်လိုက်လို့ရှိရင်ဘဝထိတ်လန့်စရာကြီးပဲဒီလိုမြင်လားအဲ့ဒီဒုက္ခကိုစဉ်းစားဆင်ခြင်ခြင်းဖြင့်လေဘဝမှာထိတ်လန့်စရာကြီးပဲ